မိတ်ဆွေရဲ့လုပ်ငန်းမှာအယောင်ကျနေပြီဆိုရင်ဒီအချက်တွေကိုပြန်ပြီးတော့စစ်ဆေးကြည့်ပါအယောင်ပိုင်းမှာစနစ်လက်ကျရောင်းအားလဲရစေမဲ့အယောင်စီမံခန့်ခွဲမှုနည်းစနစ်တွေနဲ့အကူအညီအကြံပြုပေးနေတဲ့ High Consulting Firm က Business and Executive Coach ကျော်လွင်ပါပထမဆုံးကြည့်ရမယ့်ကိစ္စကတော့လူလားမူလားဆိုတာကိုအရင်ကြည့်ဖို့လိုတယ်ကုမ္ပဏီဖွဲ့စည်းရချမှတ်ထားတဲ့မူဝါဒတွေကခိုင်မာမှုရှိသလားဒီချမှတ်ထားတဲ့မူဝါဒတွေအတိုင်းလူတွေကလိုက်နာလှုပ်ဆောင်နေသလားဒီဘက်ကိုကြည့်ဖို့လိုတယ်အဲ့တော့ people လား policy လားဆိုတဲ့ကိစ္စကိုကြည့်ပါအဲ့တော့ policy လို့ပြောရင်တော့ sales process တွေဒီကျွန်တော်တို့မှန်ကန်တဲ့ sales process တွေကိုသတ်မှတ်ထားပြီးသားဖြစ်နေသလားပေါ့အဲ့တော့ဒီ inquiry လာပြီဆိုတဲ့အဆင့်ကနေပြီးတော့နောက်ဆုံးပိတ် customer ဖြစ်သွားပြီဆိုတဲ့အဆင့်အထိကိုသူအဆင့်တိုင်းမှာလောက်ရမယ်ဆိုတဲ့ process တွေ procedure တွေသတ်မှတ်ထားပြီးသားရှိနေပြီလားခိုင်မာပြီလားဆိုတာကိုပြန်ကြည့်ပါနောက်တစ်ခုကတော့တကယ်လို့ဒီ process တွေခိုင်မာသတ်မှတ်ထားပြီးသားရှိတယ်ဆိုရင်ဒီ process တွေကိုအကောင့်ထဲပေါ်နေတဲ့ကျွန်တော်တို့ရဲ့ sales person တွေကိုကျွန်တော်တို့ပြန်ကြည့်ဖို့လိုပါတယ် sales person တွေဒီတဆင့်ချင်းဒီမှာရှိတဲ့အချက်တွေကိုသူမှန်ကန်တိတိကျကျလှုပ်ဆောင်နေသလားဆိုတာကိုပြန်သုံးသပ်ဖို့လိုအပ်ပါတယ်အဲ့တော့တဆင့်ချင်းစီမှာပေါ့နော် customer inquiry လာတဲ့အချိန်မှာဖြေဆိုရမယ်ဆိုတဲ့ပုံစံတွေတိုင်းဖြေဆိုသလားဒါမှမဟုတ်လို့ရှိရင်သူတို့စိတ်ထင်တယ်လို့ဖြေဆိုနေသလားဒါမှမဟုတ်ရင်လွဲမှားသောဖြေကြားချက်တွေဖြေနေသလားဒါကိုပြန်ကြည့်ဖို့လိုတယ်အဲ့အဆင့်ကနေတက်သွားပြီးတော့မှထားပါတော့ qualifying list ဖြစ်လာပြီလို့ပြောရင် qualifying list တယောက်ကိုကျွန်တော်တို့ပေးရမယ့် information တွေပြရမယ့်ဒီ catalog တွေစသဖြင့်ဒီဟာတွေကိုသူအချိန်မီပေးနေသလားပေးနိုင်နေသလားဒီကိစ္စတွေကိုကြည့်ဖို့လိုတယ်အဲ့ဒါပြီးတဲ့နောက်မှာ appointment chain တယ်လို့ပြောလို့ရှိရင် appointment chain မှုတွေကိုတရက်ကိုဖုန်းခေါ်ဆိုမှုဘယ်လောက်ကိုသတ်မှတ်ပေးထားပြီးသားရှိတယ်လေအဲ့ဒီဖုန်းခေါ်ဆိုဖို့အတွက်သတ်မှတ်ပေးထားတဲ့အရေးအတွက်တိုင်းပြည့်မီအောင်ခေါ်ဆိုနေရလားဒါတွေကိုကျွန်တော်တို့ပြန်ကြည့်ဖို့လိုတယ်အဲ့ဒါဆိုလို့ရှိရင်နောက်တစ်ဆင့်ဆက်တက်မယ်ဆိုရင် appointment တွေရတယ် appointment ရပေမဲ့ project တွေမရဘူး sales တွေမဖြစ်ဘူးဆိုလို့ရှိရင်ဒီ appointment မှာ तू ဘာတွေပြောနေတယ်လဲဘယ်လိုတွေပြောနေတယ်လဲဘယ်အကြောင်းအရာတွေကိုဆွေးနွေးတယ်လဲဆိုတာကိုပြန်ပြီးတော့စစ်ဆေးကြည့်ဖို့လိုအပ်ပါလိမ့်မယ်အဲ့တော့ appointment တွေလည်းရတယ် sales တွေလည်းရတယ်ဒါပေမဲ့ရလာတဲ့ sales တွေကကိုလိုချင်တဲ့ပမာဏအထိကိုလိုချင်တဲ့အရေးအတွက်အထိ amount အထိမရောက်ဘူးဆိုလို့ရှိရင်သူ့ရဲ့ selling skill ကိုပြန်ကြည့်ဖို့လိုအပ်ပါတယ်အဲ့တော့ appointment တွေထိတော့ရောက်ပြီးမှ sales closing မလုပ်နိုင်ဘူးလို့ပြောရင်သူ့ရဲ့ selling method တွေကဘာဖြစ်နေလဲ selling technique ကဘယ်လို selling technique တွေသုံးနေလဲ closing method ကဘယ်လို closing method တွေသုံးနေတယ်လဲဆိုတော့ကိုယ့်ရဲ့ sales person ရဲ့ skills ကိုပြန်ပြီးတော့သုံးသပ်ကြည့်ဖို့လိုအပ်ပါတယ်အဲ့တော့ appointment တွေလည်းတွေ့နေတယ် customer တွေလည်းရတယ် project တွေလည်းရတယ်ဒါပေမဲ့ခုနပြောသလိုလိုအပ်တဲ့ပမာဏအထိမရောက်ဘူးလိုအပ်တဲ့ project အရေးအတွက်လိုအပ်တဲ့ငွေပမာဏ amount အထိမရောက်ဘူးဆိုလို့ရှိရင်သူ upsell cross sell ရောလုပ်သလားဆိုတဲ့ကိစ္စကိုကျွန်တော်ဆက်ကြည့်ဖို့လိုတယ်တစ်ချိန်တည်းမှာပဲ closing လုပ်ရင်းနဲ့ upsell cross sell လုပ်သလားဒါမှမဟုတ်ရင် closing လုပ်ပြီးတဲ့နောက်မှာ follower လိုက်ရင်းနဲ့ upsell cross sell လုပ်သလားဆိုတဲ့ကိစ္စကိုလည်းဆက်ပြီးတော့သုံးသပ်ကြည့်ဖို့လိုအပ်ပါတယ်ဆိုတော့အခုကျွန်တော်ပြောပြသွားတဲ့အဆင့်တွေကိုတစ်ဆင့်ချင်းစီကိုပြန်ပြီးတော့ policy မှာခိုင်မာသတ်မှတ်ထားပြီးသားရှိမရှိကိုအရင်ကြည့်ပါ policy ခိုင်မာသတ်မှတ်ထားပြီးသားရှိတယ်ဆိုရင်ကိုယ့်ရဲ့ sales person တွေကဒီ policy ပေါ်မှာ follow လုပ်နေရလားဆိုတာတွေကိုပြန်လည်စစ်ဆေးရမယ်ဆိုလို့ရှိရင်ဘာကြောင့်အယောင်ကျနေရတဲ့ဆိုတဲ့အခြေအနေကိုတွေ့ပါလိမ့်မယ်ဘယ်နေရာကိုပြင်ဆင်ရမယ်ဆိုတဲ့အပိုင်းတွေကိုလည်းတွေ့ပါလိမ့်မယ်တကယ်လို့များမိတ်ဆွေတို့ကိုယ်တိုင်ဒီဘယ် process ကအားနည်းချက်ရှိနေတာလဲဆိုတာရှာဖို့အခက်အခဲရှိတယ်လို့ဆိုရင်ကျွန်တော်တို့ကူညီပေးနိုင်ပါတယ်ကျွန်တော်တို့ရဲ့အကူအညီကိုလိုအပ်ခဲ့မယ်ဆိုလို့ရှိရင် Messenger တော့၎င်းကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုတော့၎င်း direct ဖုန်းခေါ်ဆိုပြီးတော့ appointment ရယူနိုင်ပါတယ်